အားလုံးပဲမင်္ဂလာပါကဲဒီညနေတော့မျိုးတို့ပေါက်ကြလားကျွန်တော်ပေးတဲ့ခီးနဲ့ဝမ်းချင်းကတော့ဘာတော့ပေါ့နော်ခီးကတော့ခီးတစ်စုံကတော့6ခီးကတော့6တောင်းတော့အမိတယ်ပေါ့နော်ကျွန်တော်ကပြောခဲ့ပါတယ်ကျွန်တော်ဝမ်းချင်းနဲ့ခီးနဲ့တွဲထောက်ပြသွားပြီဆိုတော့ဒီညနေကတော့သိတော့လားလာမရှိဘူးပေါ့မရှိလို့ပြောခဲ့ပါတယ်နော်အဲ့တော့နည်းနည်းချင်းပဲလောက်ကြပါလို့အဲ့တော့ကျွန်တော်ပြရတဲ့တပတ်စာပတ်ပြီးတစ်လုံးကတော့နော်မနေ့ပြန်ဘော်ဒဘူးမှာကြောက်ဝင်ရပါတယ်နော်သူကဘုံမကြော်တာတော်တော်များပါတယ်အဲ့တော့တတိလေးထားပြီးတော့ပတ်ကြပါဒါလိုနော်ဇာရုကနာဆိုတော့ဇာရုကမှာအများကကြမှာနော်ဇာရုလေးလိုက်ကြည့်ကြပါရုံနဲ့ကျွန်တော်ကတော့ကျွန်တော်တက်နိုင်တဲ့လောက်လိုက်ပြီးတော့မျိုးကိုကူရေးထားရပါတော့ကိုဒီမောင်မတွေအဆင်ပြေအောင်လို့နော်အဆင်ပြေအောင်ကျွန်တော်တက်နိုင်တဲ့လောက်လေးလိုက်ပြီးတော့ရှာထားနော်ရှာပြီးထားခဲ့တယ်လက်ပဲကြောက်ရှင်းလေဒီတက်ပို့ပြီးတော့အောင်မြင်အောင်လို့ကျွန်တော်စူးစမ်းပေးပါမယ်နော်ကျွန်တော်ရှာထားပေးပါမယ်မနေ့ကျလို့ရှိရင်ကျွန်တော်ဆက်တင်ပေးပါမယ်နော်နေ့တင်ရလို့ရှိရင်ကျွန်တော်ဒီ1ချိန်နဲ့ဒီ1ချိန်နဲ့အထီးကြီးနဲ့ကိုကျွန်တော်ဆက်တင်ပေးပါမယ်နော်ရှိမနေအထီးကြီးတစ်စုံဒီတစ်စုံကတော့မနေ့ကညောပါဖို့များတယ်ပေါ့နော်ဟုတ်ဆိုဒီနေ့ဆိုလို့ရှိရင်လည်းမနေ့ကညောပါတယ်ပေါ့နော်မနေ့ကလိုပဲမနေ့ကျလို့ရှိရင်လည်းမနေ့ကလိုပဲ1ချိန်နဲ့ဒီနဲ့တွဲပြီးတော့ပေါအောင်လို့ကျွန်တော်တတ်နိုင်လို့ရှာပြပါမယ်နော်နောက်ကတော့ကိုကြီးကိုမောင်မတွေအားလုံးအဆင်ပြေဖို့အတွက်ကိုကြီးပေးတာပေါ့နော်တရားတစ်ချက်မှလည်းမျှော်ဖို့ပြီးတော့ကျွန်တော်ပြင်ပေးခြင်းလည်းမဟုတ်ပါဘူးအဲ့တော့ယုံကြည်မှလည်းထို့ပါမယုံကြည်လည်းမထို့ပါနော်နောက်ကတော့စေနာတရနဲ့တန်တန်နဲ့ကိုကြီးပေးတာပါအဲ့တော့ကျွန်တော်ရဲ့ channel လေးကျွန်တော်ယုံကြည်တယ်အားကိုးခြင်းတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe ပါလေးနှိပ်ပြီးပါဒါမှလည်းကျွန်တော်ဗာတင်နေအမျိုးရှိကိုရောက်လာမှာပါအဲ့တော့ကျွန်တော်တင်တဲ့ကဏ္ဍလေးကိုမျိုးတို့အားကိုချိုင်းနဲ့တက်တဲ့ကဏ္ဍလေးနဲ့တွဲပြီးတော့ထိုးရပါတယ်နော်မျိုးချိုင်းနဲ့တက်တဲ့ကဏ္ဍနဲ့လည်းတွဲပြီးထိုးလို့ရသလိုကျွန်တော်1ချိန်နဲ့ခီးနဲ့ပေးတဲ့ကဏ္ဍကိုလည်းတွဲပြီးတော့လည်းထိုးလို့ရပါတယ်အဲ့တော့ကျွန်တော်ပေးခဲ့တဲ့တပတ်စာပတ်တစ်လုံးကလက်ပြန်ပေါ်တော်ဘူးနေ့မှာထပ်ပြီးများပါတယ်နော်ကျွန်တော်ပြောခဲ့ပြီနော်မနေ့ကပေါ်တော်ဘူးနေ့မှာပတ်တစ်လုံးတပတ်စာပတ်တစ်ကပေါ်တော်ဘူးနေ့မှာထပ်ဖို့များပါတယ်အဲ့တော့မနေ့ပြန်ကိုပတ်ကြပါနော်တိုင်းတစ်သက်ကဏ္ဍနဲ့ကပ်ပြီးတော့ပို့ပြီးတင်ထုတ်ပါနော်ဘာလို့ဆိုတော့သူကဗုဒ္ဓဘူးမကြော်တာများပါတယ်နော်ဒါပေမဲ့ဗုဒ္ဓဘူးမကြော်ဘူးဆိုတော့ဗုဒ္ဓဘူးမကြော်ပတ်ပြီးတော့မဟုတ်ပါဘူးနော်ဒါပေမဲ့သူကတပတ်စာပတ်ပြီးဖြစ်တဲ့အတွက်နည်းနည်းစိတ်ရှိပြီးတော့လိုက်ရမှာပေါ့နော်အဲ့တော့နေ့ဗုဒ္ဓဘူးနေ့မှာတော့သူကထပ်ဖို့80ရာခိုင်နှုန်းတော့ရှိပါတယ်နော်အဲ့တော့ကျွန်တော်ရုံကြည့်နဲ့ဇာတိုးလေးတိုက်ကြပါနော်ဟုတ်ကဲ့တကယ်လိုက်နိုင်တဲ့ဒီတကယ်ကျွန်တော်နဲ့လက်တွဲဝါချင်တဲ့ဒီကျွန်တော်ကိုရှင်းချရဲဆိုရင်ရှင်းချပါတယ်ဆိုတဲ့ဗီဒီယိုကကျွန်တော်ရဲ့စကိုင်းဒီ channel အကောင့်လေးကို subscribe လေးနှိပ်သွားပြီးလက်မလေးနှိပ်သွားပြီးပြကြပါကျွန်တော်ဒါပဲပြကြပါနော်
အားလုံးကျေးဇူးတင်ပါတယ်เนาะအားလုံးဆန္ဒတစ်လုံးတော့ပြေဝကြပါစေ